နှက်ပြန်တိုင်းမှာဘာဖြစ်မလဲအနာဂတ်ကိုကြိုးပြီးမပိုင်နေတယ်အတိတ်ဉာဏ်နဲ့တော့လူသားနဲ့ကပါသူရဲ့ကံကြမ္မာနဲ့ငါရဲ့ကံကြမ္မာနဲ့လူသားနဲ့သက်ရှိအလုံးတော့ကအဲ့ဒီနဲ့မဆုံးတရားမရဲဒါလုံးဝမဖြစ်တယ်မူငါလည်းတင်မခံသေးဘူးအောင်တရားမှုတွေပြင်းထန်လို့နဲ့ငါတို့လည်းမာရလားငါတို့ကလေးချမ်းမလားအပြိုလဲစိတ်သုံးမောင်ဖုံတော့မယ်ကဘာကြီးပြည့်စီတော့မယ်ဆိုပါလားငါတို့လည်းမာရလားငါတို့ကလေးချမ်းမလားအပြည့်စီပြိုလဲစိတ်သုံးတော့မယ်ကဘာကြီးပြည့်စီတော့မယ်ဆိုပါလားတို့တဲ့ဟောခဲ့တော့တို့တဲ့နမေပတ်ထားတွေငါတိုင်းလို့တော့ရင်မောလိုက်ချင်တယ်မနှက်ပြန်များမှာဘာဖြစ်မလဲငါကကိုကြိုးပြီးမပိုင်နေတယ်အသိဉာဏ်နဲ့တော့လူသားနဲ့ကပါရှိအလုံးလုံးကအဲ့ဒီနဲ့မဆုံးတရားမရဲဒါလုံးဝမဖြစ်တယ်မူငါလည်းတင်မခံသေးဘူးအောင်တရားမှုတွေပြင်းထန်လို့နဲ့ငါတို့လည်းမာရလားငါတို့ကလေးချမ်းမလားပြိုလဲစိတ်သုံးမောင်ဖုံးလို့မယ်ကဘာကြီးပြည့်စီတော့မယ်ဆိုပါလားငါတို့လည်းမာရလားငါတို့ကလေးချမ်းမလားအပြည့်စီပြိုလဲစိတ်သုံးတော့မယ်ကဘာကြီးပြည့်စီတော့မယ်ဆိုပါလားကျိုးတဲ့ဟောဟိတို့သူတွေကျိုးတဲ့မေဖတ်ထားသူတွေငါတိုင်းလို့တော့ဒီမောလိုက်ချင်တယ်ဆိုတော့မယ်ဆိုပါလားငါတို့လည်းမာရလားငါတို့ကလေးချမ်းမလားယူနေစိတ်လုံးမခုံတော့မယ်ဘာဒီပြည့်စီတော့မယ်ဆိုပါလားငါတို့လည်းမာရလားငါတို့ကလေးချမ်းမလားစီပြောနေစိတ်လုံးတော့မယ်ဘာဒီပြည့်စုံတော့မယ်ဆိုပါလားငါတို့လည်းမာရလားငါတို့ကလေးချမ်းမလားလူနဲ့စိတ်ကုန်မဟုတ်တော့မယ်ဘာဒီပြည့်စီတော့မယ်ဆိုပါလားကြိုးတင်ဟောခဲ့တော့သူတွေကြိုးတင်မေးပတ်ထားတွေငါတိုင်းလို့တော့ဒီမောင်းလိုက်ချင်တယ်အနာဂတ်ကိုကြိုးပြီးမပိုင်လေအသိဉာဏ်နဲ့တော့